Hello မင်္ဂလာပါပုံမှန်တော့ကျွန်တော်ကပြောဖို့ရည်ရွယ်မရှိပေါ့လေဒီနေ့ပြောဖို့ရည်ရွယ်မရှိဘူးเนาะသို့တော်လည်းပဲမိတ်ဆွေတွေနဲ့ဒီ community chat မှာစကားပြောနေရင်လည်းစိတ်ကူးပေါက်လာလို့ဒါလေးတော့ကျွန်တော်ပြောတင်တယ်ထင်လို့ပေါ့လေပြောတာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုမှာချွေရင်းချက်ကြီး3ခုလောက်ရှိနိုင်တယ်เนาะဘာဖြစ်လဲဆိုတော့ပထမတစ်ချက်ကပါလဲဆိုတော့ကျွန်တော်ကပြောလို့ရှိရင်ဗီဒီယိုရိုက်ပြီးတင်လေးမရှိဘူး live ပြောတာပေါ့เนาะအခုကတော့ live ပြောချိန်မရတဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့တယောက်တည်းဗီဒီယိုရိုက်ပြောဖြစ်တဲ့ကြောင့်နည်းနည်းကြောင်တောင်တော့နိုင်တယ်เนาะအဲ့ဒါတစ်ချက်เนาะအဲ့တော့ဟိုတယောက်တည်းစကားပြောနေရတယ်လို့ဖြစ်နေတယ်เนาะနောက်တစ်ချက်ကပါလဲဆိုတော့ကျွန်တော်ပြောလို့ရှိရင်အမြဲတမ်းပေါ့လေဒီပြင်ဆင်ပြီးမှပြောတယ်เนาะပုံမှန်အဖြစ်မှတ်စုထုတ်တယ်အဲ့မှတ်စုအတိုင်းပြောတယ်ပေါ့နော်မှတ်စုကိုပြောတယ်ကိုပြောခဲ့တာတွေစနစ်ကြအောင်လို့နောက်တစ်ခုကဘာလဲဆိုတော့ data မမှားအောင်လို့ပေါ့နော်ရှေ့ရသူတို့ပြောခဲ့တဲ့ဟာတွေသူတို့ပြောခဲ့တဲ့ဟာတွေအကြောင်းအရာတွေအကုန်လုံး data ပြန်လှန်တယ်ပြန်ဖတ်တယ်မှတ်စုပြန်ထုတ်တယ်အဲ့မှတ်စုကိုကြည့်ပြောတဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့အချက်လက်မမှားဘူးပေါ့နော်အဲ့လိုမျိုးအချက်လက်မမှားအောင်ကြိုးစားတယ်နော်အခုအနေထားမျိုးမှာတော့ကျွန်တော်ကအခုကလက်တန်းပြောမှာဖြစ်တဲ့အတွက်ကြောင့်အချက်လက်လိုတော့တာတွေကြံတော့တာတွေဖြစ်နိုင်တယ်အဲကြောင့်ဒါလည်း challenge တစ်ခုပဲနောက်တစ်ချက်ကကျွန်တော်ကဒီနည်းနည်းစကားပြောလို့ရှိရင်နည်းနည်းလေးတိတ်ပြောလို့မကောင်းနည်းနည်းမောတယ်ဆိုတာကခုဗာလဲဆိုတော့ coffee တောက်တာများလာပြီပေါ့နည်းနည်းရင်တုံတော့ကျွန်တော်ဒီမှာဒီဟိုမှာရင်ဘတ်လှန်ပြတာမဟုတ်ဘူးเนาะရင်ဘတ်မှာကျွန်တော်heart rate monitoring တွေတက်ထားတယ်ပေါ့နော်တက်တာပြီးကမှဒါစစ်ဆေးချက်လုပ်ထားရတယ်အဲကြောင့်ကျွန်တော်စကားပြောရင်နည်းနည်းလေးဟိုပုံမှန်နဲ့မတူဘဲနည်းနည်းမောတော့တာမျိုးရှိလိမ့်မယ်เนาะအဲ့တော့ဒီနေ့ပြောချင်တဲ့အကြောင်းကဘာလဲဆိုတော့လူငယ်တွေအလင်းဝင်တဲ့အကြောင်းပေါ့နော်အလင်းဝင်တယ်လို့ပြောလို့ရှိရင်တချို့ကမကြိုက်ကြဘူးဘာလို့ဆိုတော့စစ်ကောင်စီဘက်ကိုရောက်တော့ပြောတဲ့အကြောင်းအမှောင်ဝင်နေပေါ့နော်အမှောင်ဝင်တယ်လို့ပြောအောင်တချို့ကြတယ်ကျွန်တော်ကတော့အဲ့အမှောင်ဝင်တယ်ဆိုလည်းမကြိုက်ဘူးလင်းဝင်တယ်ဆိုလည်းမကြိုက်ဘူးဘာဖြစ်လဲဆိုတော့ဟိုအမှောင်ဝင်တယ်ပြောအောင်ကသူတို့နဲ့ပူးပေါင်းသွားတယ်လို့ပြောလို့မရဘူးပေါ့လေကိုလန်းကိုရွေးလိုက်တာပါပဲနော်ဒါပြီးတော့အကျယ်ပြောမယ်ပေါ့လေအဲ့တော့ဟိုသူတို့စိတ်လိုလဲရပူးပေါင်းတာမဟုတ်ဘူးမဖြစ်လို့လက်နဲ့ချလိုက်ရတဲ့တုန်းကလို့ကျွန်တော်ကစစ်ကောင်စီချန်လက်နဲ့ချတဲ့လူငယ်လေးလိုပဲကျွန်တော်နေသုံးလို့ရမယ်နော်အဲ့တော့အလင်းဝင်တာလည်းမဟုတ်ဘူးအမှောင်ဝင်တာလည်းမဟုတ်ဘူးလက်နဲ့ချကြတယ်ပေါ့နော်လက်နဲ့ချကြတယ်နော်လက်နဲ့ချတဲ့လမ်းကိုရွေးကြတယ်အဲ့လူငယ်တွေနဲ့ပတ်သက်ပြီးနည်းနည်းပြောချင်တာပါနော်ဒီတော့ဒီဘာနော်ဒီလက်နဲ့ချတဲ့လူငယ်တွေကိုတချို့တော့တိုင်ရင်တက်ဖွဲ့ပေါ့နော် PDF တိုင်ရင်တက်ဖွဲ့တွေကဘာလဲဆိုတော့သစ္စာဖောက်ဆိုတဲ့သဘောမျိုးသုံးရတာမျိုးရှိတယ်ကျွန်တော်မကြိုက်ပါဘူးဘာဖြစ်လဲဆိုတော့ဟိုရွေးချယ်တာပဲပေါ့နော်ရွေးချယ်တဲ့ကိစ္စပဲနော်ရွေးချယ်တဲ့ကိစ္စကဘာလို့သစ္စာဖောက်အောင်မသူတို့ဘယ်တော့မှသစ္စာပေးထားလို့လဲဆိုမျိုးရှိတယ်ပြည်သူဘက်ကနေစွန့်ခွာသွားတယ်လို့သူတို့ပြောကြတယ်ပေါ့နော်အမှန်ပြည်သူဘက်ကစွန့်ခွာတာလည်းမဟုတ်ဘူးနော်အဲ့ဒါနည်းနည်းအကျယ်ပြောရမှာနောက်မှအကျယ်ပြောမယ်လောလောဆယ်ခုနပြောလို့ဒီလူငယ်လေးတွေနဲ့ပတ်သက်ပြီးတော့ပြောချင်တာနော်အဲ့လူငယ်တွေတော်လှန်ရေးတွေဘာကြောင့်ဝင်လာလဲမတရားဘူးလို့ခံယူလို့နော်ဘာလို့မတရားတာလဲဆိုတော့မင်းအွန်လိုင်းအာဏာသိမ်းလိုက်တာကမတရားဘူးလို့ခံယူလို့နော်မတရားဘူးလို့ခံယူလို့ဘာလို့မတရားလဲဆိုတော့ငါတို့ရဲ့ဘဝတွေငါတို့ရဲ့အနာဂတ်တွေအကုန်ပျက်စီးသွားပြီငါတို့ရှောက်လန့်နေတဲ့ဖြောင်းတန်းတဲ့လမ်းကြောင်းအကုန်ပျက်စီးသွားပြီလို့ခံယူတဲ့အတွက်ကြောင့်ဒီမတရားမှုကိုတော်လှန်မယ်ဆိုပြီးကမှလူငယ်တွေဟာလက်နဲ့ဆွဲခိုင်းနေကြတယ်နော်အဲ့တော့မှဒီနေရာမှာလူငယ်တွေလက်နဲ့ဆွဲခိုင်းတာနဲ့ NLD အောက်က NUG လက်ကဆွဲခိုင်းတာနဲ့မတူနော်မတူဘာလို့ဆိုတော့အစကျွန်တော်လည်းတူတယ်ထင်ခဲ့တာဘာကြောင့်တူတယ်ထင်နေခဲ့တာလဲဆိုတော့ဒီမင်းအွန်လိုင်းပြုတ်ကြကိုလုပ်တယ်ဆိုတဲ့နေရာမှာနော်မင်းအွန်လိုင်းဒီမတရားတာတေးကြတယ်လုံးဝမတရားဘူးနော်ပြည်သူတွေတက်တယ်အာဏာကိုနိုင်တဲ့စီးနေယူတယ်နော်ဒီမိုကရေစီမှာအရေးကြီးဆုံးဖြစ်တဲ့နော်ကျွန်တော်တို့ဗာလဲရွေးကောက်ပွဲနဲ့ရယူရမယ့်အာဏာကိုမတရားသဖြင့်လက်နက်ကင်ပြီးရဆိုတာဒါမတရားမှုပဲတတိကျဖို့မတရားမှုဒါပေမဲ့အဲ့မတရားမှုကိုပြန်ပြီးတော့ယူတဲ့နေရာမှာပြန်ပြီးကမှတုံ့ပြန်တဲ့နေရာမှာလူငယ်တွေကမတရားမှုကိုတွန်းလှန်တာဖြစ်တယ်သူတို့အနာဂတ်အတွက်တိုက်ပွဲဝင်တာဖြစ်တယ်သို့တော့ NUG နော် NUG ဥဆောင်တဲ့တချို့သောပါတီဝင်တွေကတော့သူတို့အာဏာပြန်ရဖို့အတွက်
တော်လန်တာဖြစ်တယ်အဲ့တော့ဘာကြောင့်တေချာသွားလဲလို့မေးလိုက်တဲ့အခါကျလို့ရှိရင်အများကြီးရှိပါတယ်အများကြီးရှိတယ်တစ်ခုပဲပြောကြည့်အောင်နော်ကျွန်တော်တို့ဒီဗိုလ်ချုပ်အောင်ဆန်းခေတ်တုန်းကဗိုလ်ချုပ်အောင်ဆန်းတို့ဒီဖက်စစ်ဂျပန်ကိုတော်လှန်တဲ့နေရာမှာသူတို့ကလည်းတိုင်းကြီးတွေဖွဲ့ပြီးတော်လှန်တယ်ပေါ့နော်တိုင်းကြီးတွေဖွဲ့ပြီးတော်လှန်တဲ့နေရာမှာဒီဖက်စစ်အောက်ကလွတ်မြောက်သွားတဲ့နယ်မြေတွေအကုန်လုံးကိုသူတို့ကဒီသူတို့နဲ့မြို့မိမြို့ဖာတွေနဲ့ပေါင်းပြီးကမှစစ်အုပ်ချုပ်ရေးအနေနဲ့ပဲအုပ်ချုပ်တယ်နော်မြို့မိမြို့ဖာတွေမြို့ကဗါလေလေးစားတဲ့သူတွေနဲ့ပေါင်းပြီးကမှပေါ့နော်ပေါင်းပြီးကမှအုပ်ချုပ်တယ်နော်ပြီးရတဲ့တပြိုင်တည်းခုနကအင်္ဂလိပ်တွေပြန်တယ်အင်္ဂလိပ်တွေလည်းပြန်တယ်ထားပါတော့တပိုင်းပေါ့လေအဲ့တော့အခု NUG ကအဲ့လိုမဟုတ်ဘူးနော်အဲ့တော့တိုက်ပြီးလို့နည်းနည်းလေးစုံမှုနယ်မြေရသွားတဲ့ပြိုင်တည်းပြည်သူ့အုပ်ချုပ်ရေးဆိုပြီးတော့ပသုံးလုံးဖွဲ့တယ်ပသုံးလုံးဒီနော်ပြည်သူတွေလေးစားရတဲ့သူပါတာမဟုတ်ဘူးနော်သူတို့ NLD တဲကရက်ကျေးပါတီဝင်တွေမြို့နယ်ပါတီဝင်တွေအမတ်တီကိုပဲထည့်ထားတာပြည်သူ့အုပ်ချုပ်ရေးဆိုပြီးကမှ NLD ကလူတွေကိုပဲထည့်တာနော် NLD ကလူတွေထည့်ပြီးကမှသူတို့ပဲပြန်ပြီးကမှငါတို့ကတရားဝင်กว่าငါတို့ကတရားဝင်အစိုးရกว่าဆိုပြီးကမှလောက်ကြတယ်နော်အဲ့ဒါဘာလဲဆိုတော့ဒီတော်လှန်ရေးအောင်သွားရင်တောင်မှသူတို့လက်ထဲကိုအာဏာပြန်ရောက်ဖို့ပဲဆိုတဲ့ရွယ်ချက်နဲ့လှုပ်ထတာဖြစ်တယ်နော်ဆိုတော့တော်လှန်ရေးပုံမှာဂျိုးသားမှုမရှိခဲ့ဘူးဆိုတာမျိုးကျွန်တော်ပြောပြချင်တယ်နော်ငါတို့အာဏာရဖို့ငါတို့လက်ထဲကလူသွားတဲ့အာဏာကိုငါတို့ပြန်ယူမယ်ဆိုတဲ့ပုံစံမျိုးပဲနော်အဲ့တော့ဘာဖြစ်သွားလဲဆိုတော့ဒီတဖြည်းဖြည်းနဲ့သူတို့ကိုယ်တိုင်ကသူတို့မုန်းခဲ့တဲ့အာဏာရှင်ပုံစံပေါက်လာတယ်ပြန်ကြည့်သိတာပါလေသူတို့ကနားပြောလို့ဒီငါတို့ကတရားဝင် mandate ရထားတာငါတို့ကတရားဝင်ရွေးကောက်ပွဲနိုင်ထားတာအဲ့ဒါကြောင့်ငါတို့တော်လိုင်းအောင်သွားတဲ့အခါမျိုးမှာမအောင်လောလောဆယ်စိုးမိုးနေမြရတဲ့နေရာမှာတမသူတို့ကငါတို့ကတရားဝင်ဆိုပြီးကမှလောက်ကြတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့သူတို့ကိုယ်တိုင်မိုးချရွှေကိုဖြစ်သွားတာပေါ့နော်တခြားမကြည့်နဲ့ဘုံနဂါကိစ္စပဲကြည့်ဘုံနဂါဒီအစပါသုံးလုံးထဲမှာသူကိုယ်တိုင်ပါပဲရစေဆိုပြီးကမှပါသုံးလုံးဆိုတာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဖွဲ့တဲ့နေရာမှာအဲ့တော့2021 match လောက်မှာဖြစ်မှာပေါ့နော် match လောက်မှာလွန်ကူလက်ကနေပြီးကမှပါသုံးလုံးတွေဖွဲ့တယ်ပါသုံးလုံးတွေဖွဲ့ကြဆိုပြီးလို့တော့ပါသုံးလုံးမဟုတ်အဲ့တော့ဒီပါအဖပဲရှိသေးတာပေါ့နော်ပါအဖတွေဖွဲ့ကြဆိုပြီးဖွဲ့တဲ့ခါကြလို့ရှိရင်ဘုံနဂါကနေပြီးကမှဒီကျွန်တော် volunteer လုပ်ပါမယ်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့တဲ့ဘွဲမှာပါပါမယ်ဆိုပြီးကမှဇောက်ထက်တို့ဖွဲ့ထဲမှာသူက volunteer လုပ်ပြီးဝင်နေအဲ့တော့17ယောက်ဖွဲ့ဖွဲ့လိုက်တော့ကြတော့အဲ့မှာသူတို့ရဲ့ NLD လူတွေကြီးထည့်ချင်တာလေထည့်ချင်တာကိုဘုံတကားပါနေတော့ကြတော့ဘာလုပ်လဲဆိုတော့နောက်ရကြလို့ရှိရင်9ဦးကော်မတီဆိုပြီးတက်ထပ်ဖွဲ့တယ်ထပ်ဖွဲ့တော့ဘယ်သူမှအတိမပေးဘူးသူတို့ကြိတ်ဖွဲ့တယ်ဒီမိုကရေစီကဒီလိုလားဒီမိုကရေစီကဒီလိုလုပ်လို့ရလို့လားဇောက်ထက်တို့အဲ့လိုတော့ဘုံတကားကနေတွားပြီးပြောတော့သူတို့မကျေနပ်ဘူးပေါ့နော်အဲ့ရနေစတဲ့အညိုးကဘယ်လောက်ဖြစ်သွားလဲဆိုလို့ရှိရင်အခုဘုံတကားရဲ့ BNR လေးကိုသူတို့တွေတိုက်ပစ်လိုက်တဲ့အထိပဲပါဖြစ်သွားတာပေါ့နော်အဲ့တော့သူတို့ NUG ဒီ NLD ပါတီအာဏာပြန်ရရေးအတွက်ပဲလုပ်နေတာဖြစ်တယ်ဆိုပြီးကျွန်တော်ပြောချင်တာနော်အများကြီးပါဒါတွေကကျွန်တော်ကဟိုခေါင်းထဲမှာရုပ်ပြက်ပေါ်မလာတဲ့အတွက်ကြောင့်ကျွန်တော်ဟိုမပြောတာပဲရှိတယ်နော်ဒီလောက်ရက်တွေကအများကြီးပဲနော်သူတို့ပြင်ကျွန်တော်တို့ဗာလဲဆိုတော့ခုဘုံဘုံတိုင်းကိစ္စဘုံဘုံတိုင်းတည်တယ်နော်ဘုံဘုံတိုင်းကသူကအစကတေစာဆန်းရဲ့နိုင်ထူးအောင်ရဲ့ဘုံဘုံတိုင်းပေါ့နော်မုံတိုင်းလို့ခေါ်တာပေါ့ခင်ဗျာဘုံဘုံတိုင်းမပေါ့တခြားနာမည်ရှိသေးတယ်နာမည်တော့မမှတ်မိတော့နော်သူတို့ကဒီယုံကြည်ရာစာဖတ်အသင်းဆိုပြီးလောက်ကြတဲ့နေရာမှာတေစာဆန်းကဒီလူလှုပ်ရှားမှုကိုတာဝန်ယူတယ်နိုင်ထူးအောင်တော့အမတ်ဖြစ်တဲ့အတွက်ကြောင့် NUG ထဲမှာCRPH ထဲမှာပါတယ် NUG ထဲမှာပါတယ်ဘုံဘုံတိုင်းကတော့လက်နဲ့ဆွဲကင်တိုက်ပွဲဝင်မယ်ဆိုပြီး3ယောက်ကွဲသွားကြတယ်ကွဲသွားကြတော့လည်းပဲဘာဖြစ်သွားလဲဆိုတော့ဒီဘုံဘုံတိုင်းကနာမည်ကြီးလိုက်သေးတယ်ဗာနာမည်ကြီးလိုက်လဲဆိုတော့ဒီရွာသားခုံဘုံတိုင်းပေါ့နော်သူကဗာနာမည်ကြီးလိုက်လဲဆိုတော့သူ့တက်ထက်ကထွက်ပြေးတဲ့ကလေးကိုလေဘင်းကိုကျိုးနဲ့ချီပြီးကမှနေဘူးလန်းထတာလေဘင်းကိုဗာနဲ့ကျိုးနဲ့ချီလဲဆိုတော့လေဘင်းကိုဒီကျွန်တော်တို့ဗာလဲကျွတ်ပေါ့ကျွတ်နဲ့ချီပြီးတော့ဒီလိုနောက်ကိုဆွဲစီးပြီးကမှနေဘူးလန်းထတာဓာတ်ပုံတွေကွာတက်လာသေးတယ်ကျွန်တော်ရဲ့ဝေါ်ထဲမှာရှိတယ်နော်နောက်တစ်ချက်ကဗာလဲဆိုဘုံနဂါတို့စီကလူတယောက်ကနေပြီးကမှ
ဘောနော်မြောက်ပိုင်းကိုနော်မြောက်ပိုင်းဆိုတာကျွန်တော်တို့ဒီမြောက်ပိုင်းပေါ့လေမြောက်ပိုင်းသွားပြီးကမှလက်နဲ့ဝယ်တော့မုံတိုင်းကနေပြီးကမှဂုံတော်ကြီးတစ်လုံးနဲ့လက်နဲ့တွေကိုဂုံတော်ကြီးတစ်လုံးနဲ့ထည့်ပြီးကမှရောင်းစားနေတယ်အဲ့ဒါကိုဘုံနဂါကနေပြီးကမှနိုင်ထူအောင်ဒီတိုင်ကြားတော့ကြနိုင်ကျနိုင်ချလုတ်ပေးပါမယ်လုတ်ပေးပါဆိုပြီးအဲ့ဘုံနဂါရဲ့လူကိုသူကခန့်လိုက်တယ်ဘာကလဲဆိုရာလူပေးပြီးတော့ခေါ်ယူလိုက်တယ်ပေါ့နော်နှုတ်ပိတ်လိုက်တာပေါ့နော်နှုတ်ပိတ်တယ်ဆိုတာခုနပြောတယ်ပြန်ပြီးတော့တက်တည်ခံမဲ့ကောင်ကိုသူ့စီမှာခန့်လိုက်တယ်ရာလူခန့်လိုက်တယ်အဲ့ကောင်3လလောက်ကြာတဲ့ခါကျတော့ရှင်စစ်တပ်ကိုသတင်းပေးပြီးကမှနိုင်ထူအောင်ဖမ်းခန့်လိုက်တယ်တက်ခုကတခုမှဖမ်းခန့်လိုက်တယ်အဲ့တော့အဲ့ကောင်ပါသွားရောအဲ့တော့အဲ့သတင်းအစပြောက်သွားတယ်အဲ့တော့ဘာလဲဆိုတော့အဲ့လက်နဲ့တေချောင်းစားတယ်ဆိုတာအဲ့မုံတိုင်းပဲနော်မုံတိုင်းနော်ဒါပေမဲ့ဘာဖြစ်လာလဲဆိုတော့နောက်ပိုင်းမှာမုံတိုင်းရဲ့စိုးသူရဇော်ရဲ့ကပေါင်းပြီးကမှနော်ဟိုလည်းပါပါတယ်ဒေတာဆန်းလည်းပါတယ်နော်မန္တလေး PDF ဆိုပြီးဖြစ်လာတယ်အဲ့တော့ NUG လက်အောက်ခံ PDF မန္တလေးနဲ့မန္တလေး PDF နဲ့နှစ်ခုကွဲဆိုတာပေါ့လေမန္တလေး PDF ကဘာလဲဆိုတော့တကယ်လည်းတိုက်ခဲ့တဲ့အဖွဲ့ဖြစ်သွားတယ်စိုးသူရဇော်တို့အဖွဲ့ပေါ့နော်စိုးသူရဇော်အဖွဲ့တကယ်တိုက်တယ်တော်တော်များများရသွားတယ်ပေါ့နော်မတရားဘက်တိရသွားသူတို့အဖွဲ့လားမသိဘူးကျွန်တော်ကစီရေးကိစ္စတွေတိတ်စိတ်ဝင်စားလို့မသိဘူးတိုးတော်လည်းပဲမန္တလေးတိုင်းနဲ့တော်တော်များများအထိသူတို့ကတော်တော်တိုက်ခဲ့တယ်နော်တိုက်ခဲ့ပြီးတော့ဒါကကျွန်တော်တို့ကိုသိန်းပြရဲ့ TM Media မှာအခုအင်တာဗျူးထားရပေါ့နော်ဒါကျွန်တော်လည်းသိတဲ့ကိစ္စပါကျွန်တော်လည်းကြားတဲ့ကိစ္စနော်တိုက်ပြီးတော့ဘာဖြစ်လဲဆိုတော့ကိုကြီးမွင်တို့ကဒီမန္တလေး PDF ကို COC အောက်ကိုတွင်းကျင်တယ်တွင်းကျင်တော့ဘာကြောင့်တွင်းကျင်တာလဲဆိုတော့သူတို့ညှိကျင်လို့နေမှာပေါ့နော်ဒါသူတို့လက်အောက်ကိုတွင်းကျင်တယ်တွင်းကျင်တဲ့ခါကျလို့ရှိရင်မုံတိုင်းကအမာလိုက်သူတို့ရအောင်မတိုက်ချင်တယ်လိုက်ကိုကြီးမွန်တို့ကမတိုက်ဘူးဆိုတော့သူတိတော့သူကလက်မခံဘူးနော်အဲ့တော့ဘာလုပ်လဲဆိုတော့ဒေတာဆန်းကိုသူကအကြံပေးဆိုပြီးကမှစေးအကြံပေးဆိုကိုကြီးမွန်အနားမှာခေါ်ထားလိုက်တယ်နော်စိုးသူရဇော်ကိုဒုတိယကာကွယ်ရေးဦးစီးချုပ်တာပါတယ်ဒုတိယစစ်ဦးစီးချုပ်ပေါ့နော်အဲ့ဒါဒုကာချုပ်ရာလို့ပေါ့လေစစ်ဦးစီးချုပ်ပေးပြီးကမှခန့်လိုက်တယ်အဲ့တော့မုံတိုင်းကိုကြတော့ရွှေ16ပိတ်တာခိုးတယ်ဆိုတော့သူတို့ကြီးရွှေထွက်နေတာလေ16ပိတ်တာလောက်နဲ့ဖမ်းမလားဒီလောက်ငွေတွေဝင်နေတဲ့ကိစ္စပေါ့သူတို့ချင်းညှိထားတဲ့ကိစ္စပေါ့ရွှေ16ပိတ်တာခိုးတယ်ဆိုတော့နာမည်နဲ့ဖမ်းပလိုက်အဲ့တော့မန္တလေး PDF ကအလိုအလျောက်ဒီကိုယူမွန်းတို့အောက်ကိုရောက်တော့ပေါ့လေဒါအဲ့ဒီမှာလူငယ်တချို့ကလူငယ်တွေကစိတ်ဓာတ်ပြပြီးကမှစစ်တပ်ဖက်ကိုရောက်တော့မို့လေဒီစစ်တပ်အောက်ကိုလက်နဲ့ချအညံ့ခံသွားကြတယ်နော်ထို့အတူနော်ဘုံနဂါတို့ BNR တွေကိုလည်းသူတို့အောက်ကိုမဝင်ဘူးဆိုတာမျိုးမဟုတ်ဘူးနော်ဘုံနဂါရွေ BNR တွေရဲ့အညိုးနဲ့နော်ဘုံနဂါပေါ်မှာအညိုးနဲ့နောက်တစ်ခုက local တွေကိုချိန်ချောက်မဲ့အကြံနဲ့ဘုံနဂါရဲ့ BNR တွေကိုလည်းသူတို့တိုက်ပစ်လိုက်ကြတယ်ဒါအားလုံးသိကြတဲ့ကိစ္စဘာအကြောင်းပြချက်မှမရှိဘူးနော်အဲ့တော့ဘုံနဂါကိုဗာလဲဘုံနဂါတကယ်လို့ဘာဖြစ်ခဲ့လို့ရှိရင်မိခဲ့လို့ရှိရင်သူကဘာလုပ်မလဲမရိမှုတို့ဘာမှုတို့ညာမှုတို့ဒါမျိုးတွေနဲ့သူတို့ကနေပြီးကမှတရားနာမည်ဖြစ်မယ် character assassinate လုပ်မယ်ပေါ့နော်လုပ်ပြီးကမှသူတို့တွေရည်ရွယ်ရင်းနဲ့ဘုံနဂါကို BNR တွေကိုတိုက်ဖြတ်ပြလိုက်ကြတယ်နော်တစ်ချိန်တည်းမှာ GSZA ကိုလည်းတိုက်ပြကြတယ်ကျန်တဲ့တချို့သောအဖွဲ့တွေကိုကြာတော့ဘာလုပ်လဲဆိုတော့ဒီမောင်ဆောင်ခတို့ရဲ့အစာတွေအောက်ကိုဆွဲသွင်းလိုက်တယ်နော်အဲ့တော့ local တွေအနေနဲ့ဘာဖြစ်မလဲဆိုတော့အစာတွေအောက်ကိုဝင်လို့ရှိရင်ဘုံတကားလိုတိုက်ခံရမယ်ဆိုတာမျိုးအဲ့ local တွေကြားမှာစိုးရိမ်မှုမြင့်တက်လာတဲ့အချိန်မှာပဲမြို့ရန်အောင်တင်းကဘာလဲလဲဆိုတော့ local ဆိုတာ local PDF ဆိုတာအမှိုက်ပဲလို့ထားပြောတယ်နော်ဒါတွေအကုန်လုံးရဲ့ impact ကဘာဖြစ်သွားလဲတချို့တွေဟာ NUG အောက်ကိုဝင်သွားကြတယ်တချို့တွေကလက်နဲ့ချသွားကြတယ်အရှင်းလေးပဲနော်မြင်သားတယ်ခု NUG အောက်ကိုဝင်သွားတာ3ဖွဲ့လားမသိဘူးရှိဟုတ်လားထားပါတော့နော်ထို့တူလက်နဲ့ချသွားတာလည်း900လောက်ရှိရလို့ပြောတယ်တချို့ကကြလည်း900မရှိဘူးပေါ့ဘယ်လောက်ပဲသို့ဆိုလက်နဲ့ချသွားတာတော့သိကြတယ်ဟုတ်လားအဲ့တော့လူငယ်လက်နဲ့ချသွားတယ် local တွေရဲ့ဒုက္ခရောက်သွားတယ်ဘာလို့မှမသိဘူးအဲ့ဘုံနဂါတို့ BNR တွေကရိုးဖြက်စီးခံလိုက်ရတာမဟုတ်ဘူးနော်ရိုးအတိုက်ခံလိုက်ရတာမဟုတ်ဘူးသူ့ကိုမတိုက်ခင်ကလေးကနော်သူတို့စီကိုဝယ်ရမယ်လက်နဲ့လမ်းကြောင်းတွေအကုန်လုံးဖြတ်တောက်ပေးတာနော် KIA ကနေပြီးတော့ရောင်းပေးတဲ့လက်နဲ့တွေကိုဈေး2ဆလောက်3ဆလောက်တင်ပလိုက်တယ်လက်နဲ့လမ်းကြောင်းကိုဖြတ်တောက်ပလိုက်တယ်ပတ်စံရှိရင်တော့မှလက်နဲ့ဝယ်လို့မရအောင်ကြီးခဲ့အဓိကခဲရမ်းပေါ့နော်ခဲရမ်းဝယ်မရအောင်လုပ်ပလိုက်တယ်အဲ့ local တွေလည်းမကြခင်ဒီလိုပုံစံလာမှာပဲဘာလို့လဲသူတို့က COC အောက်ကိုတွင်းကျင်တာသူတို့ရဲ့ COC အောက်ကိုတွင်းကျင်တယ်ဆိုတာကသူတို့ကတိုက်ချင်တာမဟုတ်ဘူးညှိကျင်တာကျွန်တော်ပြောမယ်နော်သူတို့တိုက်ချင်တာမဟုတ်ညှိကျင်တာညှိကျင်လို့သူတို့ဘက်ကဒီဘက်ကနေပြီးမျက်စာပြစ်ပြီးမတန်ပေးနေတာကြားလာပြီ
ကျွန်တော်တို့ကကျမတို့လက်တွေသွေးဆွခံမှာမဟုတ်ဘူးအစားကျမတို့အနေနဲ့ဒီမှာဟိုဗာလဲဒီကလက်ရှိလာနေဗာထားပြောလဲဆိုကျွန်တော်တို့မှာဗာလဲတက်ရင်ပေါင်း300ကျော်ရှိသွားပြီပကဖပေါင်း250ကျော်သွားပြီနော်အဲ့တက်ရင်တရုပ်ဗနေရောက်တော့ပြန်တွက်လိုက်ရှင်လူကတကယ်သိန်းကိုသိန်းတော်တော်ကျော်နေပြီမရှိဘူးလေအဲ့လောက်မရှိဘူးလေမရှိဘဲနဲ့တက်ရင်ကိုအကြီးဖွဲ့ပြထားတာဗာလဲဆိုတော့စစ်တပ်ကိုချင်းချပြီးတူရင်ကိုရင်ညှိကျင်လို့ရမယ်ဗမာစစ်တပ်ရဲ့ထုံးစံမှာတိုင်းရင်းသားတွေကိုပဲညှိတယ်ဗမာတပ်ကိုမညှိဘူးဗမာတော်လှန်သူကိုမညှိဘူးဘာလို့မညှိရလဲတိုင်းရင်းသားကသူတို့ကအပြုတ်တိုက်လို့ရတယ်မပြုတ်အောင်မတိုက်တာဘာလို့ပြုတ်အောင်တိုက်တာလဲတိုင်းရင်းသားတပုံတွေရှိနေပါတော်လိုင်းတက်လို့ပဲထားပါတော့နော်တိုင်းရင်းသားတပုံတွေတိုင်းရင်းသားလက်နက်ကင်တက်တွေရှိနေမှသာလျှင်စစ်တပ်ဟာအမြဲတမ်းအရေးပါအရာရောက်တဲ့နေရာမှာရှိနေပြီဟုတ်တယ်နော်တိုက်เสียလူမရှိလို့ရှိရင်စစ်တပ်ကအရေးမပါတော့ဘူးခိုးတဲ့သူမရှိတဲ့မြို့မှာနော်ခိုးတဲ့သူမရှိတဲ့မြို့မှာလုံခြုံရေးအစီအမံလျော့နေတယ်တခိုးများတဲ့မြို့မှာလုံခြုံရေးအစီအမံများတယ်နော်ရှင်းလေးပဲအဲ့တော့တိုက်ရမယ်သူမရှိတဲ့နိုင်ငံမှာစစ်တပ်ဟာအင်အားကြီးထွားအောင်လုပ်လို့မရဘူးရန်သူများတဲ့အချိန်မှစစ်တပ်ကအရေးပါတယ်စစ်တပ်ဟာသူအမြဲတမ်းအရေးပါခြင်းနေတဲ့အတွက်ကြောင့်တိုင်းရင်းသားတော်လှန်ရေးတပ်တွေကိုတိုင်းရင်းသားလက်နက်ကိုင်တပ်တွေကိုဘယ်တော့မှအပြုတ်မနိုင်နိုင်ဘူးတိုင်းရင်းသားတော်လှန်ရေးတပ်တွေကလည်းသူတို့တက်လုံးမနိုင်ဘူးဆိုတာသိတယ်တက်လုံးမနိုင်ဘူးဆိုတဲ့သဘောကဘာလဲဆိုတော့သူတို့ခွဲထွက်ခွင့်ရဖို့မရဖို့အပထားနော်သူကဘာလဲဆိုတော့သူတို့ရဲ့လူအင်အားကစစ်တပ်ရဲ့လူအင်အားနဲ့ရှင်လို့သူတို့ကမလွယ်ဘူးနောက်တစ်ခုကခွဲထွက်တယ်ဆိုတာကလည်းမလွယ်ဘူးနိုင်ငံတစ်နိုင်ငံထူထောင်မယ်ဆိုတာလွယ်တယ်ထင်လို့လားမလွယ်ဘူးနော်မလွယ်ဘူးဘာလို့မလွယ်တာလဲအများကြီးပဲနော်ကျွန်တော်တို့ဒီဗာလဲငွေဆက်ကူလုပ်ဖို့ရအစနော်ငွေဆက်ကူလုပ်ဖို့နော်နောက်တစ်ခုနိုင်ငံတော်တရားဝင်ဖို့ဘာဖို့ညာဖို့ကအစအများကြီးမလွယ်ဘူးအဲ့သူတို့ခွဲမထွက်ဖဲနဲ့သူတို့လည်းဟိုကြီးထွားလာအောင်ချမ်းသာလာအောင်လုပ်နေကြတယ်ချမ်းသာလာအောင်ဆိုတော့တကယ်တမ်းသူတို့အနေနဲ့ဒီလက်နက်ကင်တက်အနေနဲ့ဗာဒီဟိုဘယ်လိုခေါ်မလို့ချမ်းသာလာအောင်ဆိုတာသူတို့တက်ကိုအင်အားရှိဖို့အတွက်လိုရဲလို့ထားပါတော့ကျွန်တော်လည်းသူတိုင်းသားတွေအကြောင်းတိတ်ပြီးကြမှာဟိုပြစ်ခါမပြောချင်ဆိုတာသူတို့လည်းသူတို့ရဲ့ right တွေရှိတယ်သူတို့ရဲ့ဟိုဟာတွေရှိတယ်ဟိုလွတ်လပ်ခွင့်တွေရှိတယ်ဒါပေမဲ့နည်းနည်းကွဲအောင်တော့ပြောမယ်နော်တိုင်းရင်းသားတွေရဲ့လွတ်လပ်ခွင့်ဆိုတိုင်းရင်းသားတွေအုပ်စုရဲ့လွတ်လပ်ခွင့်အဲ့မှာပါတိုင်းရင်းသားအုပ်စုရဲ့လွတ်လပ်ခွင့်တိုင်းရင်းသားတွေအပေါ်မှာတက်ထိုင်နေတဲ့တိုင်းရင်းသားလက်နက်ကင်တွေရဲ့လွတ်လပ်ခွင့်မဟုတ်ဘူး right မဟုတ်ဘူးနော်ဒါပေမဲ့တချို့သောတိုင်းရင်းသားတွေကြပါလဲဆိုတော့ငါတို့အတွက်လုတ်ပေးနေတာပဲလေဆိုပြီးတိုင်းရင်းသားတို့လက်နက်ကင်တက်တွေရဲ့ပြောစမြထောက်ခံနေတာရှိတယ်သို့တော်လည်းပဲအဲ့လိုထောက်ခံနိုင်တယ်သူတို့ဟာအမှန်မဟုတ်ဘူးလို့မျိုးသိရမယ်ဒါတော့ကျွန်တော်သိပြီးတော့မပြောချင်ဘူးဆိုတော့အဲ့ဒါတွေပြောတယ်ပြောလို့ရှိရင်နည်းနည်းလေးခုနပြောလို့နိုင်ငံရေးတွေပါလာနိုင်ငံရေးကြောင့်ပြောနေနိုင်ငံရေးထဲမှာနိုင်ငံရေးထပ်ပါလာမကောင်းဘူးအဲ့တော့သူတို့လည်းလုတ်ပိုင်ခွင့်ရှိရဆိုတော့မျိုးနဲ့တကယ်တမ်းတိုင်းရင်းသားအခြေခံအုပ်စုကြီးခုရဲ့လုတ်ပိုင်ခွင့်ကိုခုနဒီတိုင်းရင်းသားအဖွဲ့အစည်းလက်နက်ကင်အဖွဲ့အစည်းတစ်ခုရဲ့သူတို့ရဲ့လုတ်ပိုင်ခွင့်ရလုတ်တယ်လို့ပဲသဘောထားလိုက်တော့နော်အဲ့ဒါဘာလဲဆိုသူတို့လည်းညှိရတယ်ညှိရင်းနဲ့ဘာလဲအပေးအယူအတိုးအဆုပ်တွေကစားကြတယ်အရန်ကြီးမကြီးလာရင်ပြီးရောဆိုပြီးစစ်တပ်ကနေပြီးမှအဲ့ဒါတွေကိုခွင့်ပြုထားတယ်သို့တော်လည်းပဲဒီစစ်တပ်ရဲ့တပိုင်းမှာဗမာလက်နက်ကင်တက်ကိုဘယ်တော့မှရှင်းတန်ကိုမပေးဘူးနော်ကွန်မြူနတီပါတီဆိုလို့ရှိရင်လည်းအပြုတ်ဖြုတ်တာကြောက်တယ်သူတို့ကြောက်တယ်ကွန်မြူနတီအဲ့တော့ဗမာတက်မထားဘူးအဲ့တော့ NUG ကဗမာတက်အနေနဲ့ညှိမယ်ကြံလို့ရှိရင်စဉ်းစားမလွယ်ဘူးနော်စကားရဲတောင်ထည့်မပြောဘူးဆိုတော့မျိုးဖြစ်သွားမယ်နော်အဲ့တော့ဗာလဲဆိုတော့ NUG ကသူရင်ကိုယ်ညှိနိုင်မယ်ထင်နေတာရှေ့ရစကားကိုပြန်ကောက်အောင်ညှိနိုင်မယ်ထင်တော့ဘာလို့လဲဆိုတော့သူတို့ကအင်အားကြီးလာရုံနဲ့ညှိမယ်ထင်တာတကယ်တော့အင်အားကြီးလာရုံနဲ့ညှိလို့မရဘူးနော်ကိုတကယ်တမ်းစုံမိုးအုပ်ချုပ်နိုင်တဲ့အချိန်ကြမှာညှိလို့ရမှာအခု NUG ဖြစ်နေတာကတကယ်တမ်းစုံမိုးနိုင်တဲ့မြေမရှိဘဲနဲ့အညာကသူ့ဘာသာသူတိုက်ထားတဲ့မြေတွေနော်
local တွေတိုက်ထားတဲ့နေရာတွေကိုသူတို့ကနေပြီးကမှလာပြီးပါသုံးလုံးဖွဲ့တာနော်လာပြီးပါသုံးလုံးဖွဲ့တာအဲ့တော့ဗမာကလည်းတချို့သော local တွေတချို့သောဟွာတွေကလည်းဗမာတွေကလည်းငါတို့အစိုးရပဲပေါ့နော်ငါတို့ရဲ့ NLD ဘွဲပေးခဲ့တဲ့သူပဲဆိုပြီးပါသုံးလုံးအဖွဲ့ခံလိုက်တယ်အဖွဲ့ခံလိုက်တဲ့နေရာမှာဒုက္ခတွေရောက်ပြီးတော့သူတို့ကအာနာရှင်လက်သက်ကလေးတွေဖြစ်ကုန်ရောနော်ဘိုးလက်ရတော့ပါတော့စဉ်းစားကြည့်အညာတူပိုင်းအကုန်လုံးကိုပို့ဆိုးသွားအောင်လုပ်တယ်အကုန်လုံးကိုနှိပ်စက်တယ်အကုန်လုံးကိုအတန်မထွက်ရအောင်လုပ်ထားကြတယ်အဲ့ဒီစကားတွေကအဲ့ဒီနှိပ်စက်တဲ့အတန်တွေကတိုင်းရင်းသားဒေသတွေမှာကြားလာမကြားဘူးအဲ့ဒီပါသုံးလုံးဖွဲ့ခွင့်မပေးလို့မကြားလားရှင်းရှင်းလေးပဲပေါ့နော်ဟုတ်လားဟိုဘက်ကပါလဲကရင်မှာလားမသိဘူးပါသုံးလုံးထဖွဲ့လို့ကရင်ကထပြီးကမှကရင်နီလားမသိဘူးထပြီးကမှဆဲတော့လွန်ကိုလက်အမီးကုတ်ပြီးထွက်ပြေးတာသိရပေါ့လားနော်ငါတို့နဲ့ဒီလိုလာမလုံးနဲ့ဆိုတာမျိုးပါရိုက်လွတ်လိုက်မယ်ဆိုပြီးတော့တော့လွန်ကိုလက်အမီးကုတ်ပြီးကမှအဲ့ဟာလေမတိကြောင်စားပြီးကမှအသားလေးပြန်ဖြုတ်သွားတာလေအဲ့တော့ဗာလဲဆိုတော့ခံနဲ့ဗမာပြည်နယ်တွေကိုလာပြီးကမှ Federal Unit ဆိုပြီးကမှပါသုံးလုံးတွေကောက်ဖွဲ့တယ်နော်အဲ့တော့ unit ဝန်ကြီးဌာနဘာညာဆိုပြီးထပ်ပြီးကမှလုပ်တယ်အဲ့တော့ခုနပြောလဲရှစ်ပြည်တော်ကိုပဲကြိုက်တယ်ဆိုတော့ဟိုကချင်ဖုန်းကြီးရောဒီခါကျအတန်မထွက်ပါလား unit တွေကိုမကြိုက်ဘူးလားကြိုက်သွားပြီလားပါလေကချင်ဖုန်းကြီးအစားရှစ်ပြည်တော်ကိုပဲဟိုပဲရှစ်ပြည်တော်မဟုတ်လို့ရှိရင် NUG ပါဖြစ်တယ်အခု unit တွေဖွဲ့လို့ကြအတန်တိတ်နေမဟုတ်ကေပါလေကီယာဘာမှမပြောတော့ကြကြောက်သွားတာလေထားတော့နော်လူကြောင့်လည်းမပြောတော့ပါဘူးပြောပြီးသွားပြီနော်ပါလေကချင်ဘုံကြီးရပါလေတပ်ပါတီတွေကိုတိုက်ထုတ်ကြဆိုတာမျိုးခက်တာကျွန်တော်တပ်ပါတီမဟုတ်တော့ခဲနေတယ်နော်ထားပါတော့အဲ့တော့ NUG ကနေပြီးကြမှာဒီလိုမျိုးသူ့ရဲ့အောက်ထဲမှာရှိဖို့အတွက် local တွေကိုတဖြည်းဖြည်းချင်းခြွေချအမဲ့တွေခြွေနေတယ်အဲ့တော့ PDF ပဲဖြစ်ဖြစ်ပကပပဲဖြစ်ဖြစ် NUG အောက်ကိုဝင်သွားတာနဲ့တက်တာမယ်မခင်နဲ့သူတို့ကတက်လုံးနေနဲ့ထားတော့တက်လုံးထားဆိုဘယ်လိုထားလဲထွက်ပြေးလို့ရှိရင်တက်ပြေးနေနဲ့ကြော်ညာမယ်သူတို့စီကိုအကုန်လုံး data တွေပေးရတယ်နော်တက်ပြေးဖြစ်နေတာရိုးကျင်ညာတာမဟုတ်သူတို့နေခဲ့တဲ့ရွာသူတို့ရဲ့တော်လိုင်းရင်းနာမည်သူတို့ရဲ့အဖနိဖနာမည်နော်ကိုနေ့ကတွေ့လိုက်တယ်နော်မိဖနာမည်သူတို့ရဲ့နာမည်ရင်းကုန်ပြီနော်ဒီတက်ထဲမှာမနေခြင်းလို့ထွက်သွားတဲ့လူငယ်လေးတွေရဲ့တော်လိုင်းရင်းနာမည်ပါတယ်နာမည်ရင်းပါတယ်မိဘနာမည်ပါတယ်နေရလိပ်စာပါတယ်အဲ့ဒါတွေအကုန်လုံးကိုပြောဆိုထုတ်ပြန်ကြေညာပြလိုက်တယ်ညစစ်တပ်ဘက်ကလူလာတာမသိသူတို့ကမှဒလန်အစ်စ်နော်အဲ့တော့ဘာလို့သွားလဲဆိုတော့လူငယ်တွေကဘာလို့မှမသိဘူးခုချိန်မှာလူငယ်တွေဘာလို့မှမသိတော့ဘူးသူတို့ဖြင့်တော်လန်ရေးတွေကလူငယ်တွေကဘာလို့မှမသိတော့ဘူးအဲ့တော့ကျွန်တော်အနေနဲ့じゃလူငယ်တွေကိုမင်းတို့ဘာလို့ကြလို့ပြောပြီးတော်တော်ခက်ပါတယ်ဒါပေမဲ့အခုလောလောဆယ်ဘာလို့ကြလို့တော့မပြောဘူးတိုးတော်လည်းပဲကျွန်တော်တခုပြောမယ်နော်တော်လန်ရေးကရှုံးသွားပြီပြီးသွားပြီလို့ပြောလို့မကောင်းရှုံးသွားတာဘယ်လိုရှုံးသွားလဲဆိုတော့ NUG ကြောင့်ရှုံးသွားတာရှုံးသွားလို့ကျွန်တော်ရှုံးသွားပြီလို့ဘာကြောင့်ပြောရလဲတစ်ကရန်ကုန်မန္တလေးနော်နေပြီးတော့အဲ့ဒီမြို့ကြီးတွေကို NUG အနေနဲ့သိမ်းနိုင်မယ်ထင်လို့လားမသိမ်းနိုင်တော့ဘူးအဲ့လိုမသိမ်းနိုင်တာနဲ့တပြိုင်နက်တည်းစစ်တပ်ကပြုတ်ကျအောင်မလားမကြတော့ဘူးအာဏာရှင်စနစ်အမြင့်မဖြတ်တော့ဘူးတမျိုးတနိုင်ငံလုံးကိုသိမ်းဖို့မဖြစ်နိုင်တော့ဘူးအဲ့တော့သူတို့နိုင်ခဲ့တဲ့နေရာလေးတွေဟာလည်းဘယ်တော့မှမငြိမ်းချမ်းတဲ့နေရာတွေဖြစ်သွားမယ်နိုင်ငံရဲ့နေရာလေးဆိုခုနကပဲစကိုင်းတိုင်းနော်အဲ့မငြိမ်းချမ်းအောင်တက်လုံးလုပ်ထားမှာဘာလို့တက်လုံးလုပ်ထားမှာလဲအောက်ကနေပြီးတော့စကိုင်းတိုင်းငြိမ်းချမ်းသွားတဲ့တပြိုင်နက်တည်းစကိုင်းတိုင်းငြိမ်းချမ်းသွားတဲ့တပြိုင်နက်တည်းကချင်ပြည်နယ်ဘက်ကချင်တွေတိုက်ထားတဲ့နေရာဘက်ကိုစစ်တပ်ကစစ်ကြောင်းထိုးတော့တယ်အဲ့ကချင်ဘက်ကို KNU တို့ KIA တို့က sorry KIA ဆို KNU မဟုတ်နော် KIA တို့ကနေပြီးတော့ကချင်ဘက်ကိုစစ်ထိုးမခံဘူးဘာကြောင့်စစ်ထိုးမခံတာလဲသူတို့နယ်မငြိမ်းချမ်းပါဆိုလို့အဲ့ဒါကြောင့်ဒီစကိုင်းတိုင်းဘက်အညာဒေသဘက်ကိုစိုးမိုးနယ်မြေဆိုပြီးကြမှာလိန်ညာစကလုံးနေနဲ့နော်အလိန်ညာစကလုံးနေနဲ့သူတို့ကနေပြီးကြမှာဘာဖာဆောင်ထားမယ်ဘာဖာဆောင်ဆိုတာသိလားသူတို့ဘက်ကိုစစ်ကြောင်းမထိုးနိုင်အောင်လို့စစ်တပ်ကတက်လာနိုင်မြန်နဲ့ဒီနေရာနဲ့စီးတိုက်ကြအဲ့တော့အဲ့နေကိုလည်းလက်နက်ပေးမှာနော်လက်နက်ခဲရနေလို့တလောက်ပေးမှာ
ဘာလို့လို့ဆိုတော့ဝေးမှာလဲကချင်ပြည်နယ်ငင်းချင်းအောင်လို့ကချင်ဘက်ကိုကျွတ်မလာအောင်လို့အညာဒေတာဘက်မှာတစ်လုံးစစ်ဖြစ်ကြပါစေဆိုပြီးထားမှာကျွန်တော်စကားဟာကျွန်တော်တဲ့ပြောတာဒါသူတို့အပြစ်တော့မဟုတ်ဘူးဘာလို့လဲ NUG ရဲ့အပြစ်သူတို့ကိုယ်လည်းသူတို့နာမည်ငင်းချမ်းမယ်ဆိုလို့ရှိရင်ပြီးရောအဲ့ဒါဘာလဲဆိုတော့ option 2ခုရှိတယ်ပထမတစ်ခုကဘာလဲတနိုင်ငံလုံးစစ်ကောင်စီလွတ်မြောက်ရေးအတွက်စစ်ကောင်စီအောက်ကနေလွတ်မြောက်ပြီးကြမှာတနိုင်ငံလုံးဖက်ဒရယ်ပြည်အောင်စုဖြစ်သွားပြီဆိုတာနဲ့တပြိုင်နက်အာဏာရှင်စနစ်ချုပ်ရည်ဆိုတာနဲ့တပြိုင်နက်ကချင်ပြည်နယ်ငြိမ်းချမ်းသွားမယ်အဲ့လိုတနိုင်ငံလုံးကလွတ်မြောက်ရေးမဖြစ်နိုင်တော့ဘူးဆိုတာနဲ့တပြိုင်နက်အညာဒေတာမှာစစ်တပ်ကစစ်ကြောင်းထိုးလာလို့ရှိရင်ကချင်ဘက်ကိုတက်မလာအောင်လို့အညာဒေတာမှာတကားပေါက်အနေနဲ့စောင့်နေမဲ့စစ်တပ် PDF စစ်တပ်တွေရှိဖို့လိုတယ်အဲ့ဒီအတွက်ကြောင့်ကချင်ကနေပြီးကမှအညာဒေတာကိုအင်အားပေးမယ်လက်နက်အင်အားပေးမယ်ငွေကြေးခရမ်းပေးမယ်ဘာလို့လဲကချင်ဘက်ကိုကူးမလာအောင်လို့အဲ့တော့အညာလေးတက်လုံးစစ်ဖြစ်ရမယ်ဒေတာဖြစ်သွားပြီနော်ဒါကျွန်တော်တည်ပြောနေတာနော်သူတို့ရဲ့ရွယ်ရင်းကဒါပဲအဲ့လိုပြောလို့ကချင်တွေကျွန်တော်မုံရင်မုံမယ်မုံကြီးမဆိုင်ဘူးနော်အဲ့တော့ကျွန်တော်လူငယ်တွေပြောချင်တာဘာလို့တော့ပြောချင်ဘူးတိုးတော်တော်လိုင်းကြီးကရှုံးသွားပြီနော်တော်လိုင်းရှုံးသွားတော့ခုနကသူများတွေအနှစ်80အနှစ်80နော်အနှစ်80လောက်စစ်ဖြစ်တယ်ဆိုတာကခေါင်းဆောင်တွေကတခြားမှာခေါင်းဆောင်တွေကသူတို့ရဲ့ဒီတာသမီတွေအကုန်လုံးနော်ကြောင်ကောင်းကောင်းမှတက်ခိုင်းခဲ့ကြတာနော်ကျွန်တော်တို့လူငယ်တွေကြတော့အခုမတရားမှုကိုမကျေနပ်လို့ဝင်လာကြတဲ့လူငယ်တွေကတစ်သက်လုံးဒီတော်လိုင်းကြီးထဲမှာနေသွားဖို့ရအတွက်မဖြစ်နိုင်ဘူးနော်အဲ့တော့လူငယ်တွေလက်နဲ့ချကြတယ်ဒါရင်ကနေကတော်လိုင်းရုပ်စစ်ကုံကြတဲ့လူငယ်တွေရှိပါတယ် KNU ဘက်ကရင်ဘက်မှာဆိုလို့ရှိရင်ဘာဖြစ်လဲတော်လိုင်းကိုစိတ်ကုံသွားတယ်ဘယ်ရောက်သွားလဲရှင်းလေးပဲဟိုဘက်ကမဲဆောက်ဘက်ကိုကူးလို့ရတယ်အညာမှာရှိတဲ့လူငယ်တွေစိတ်ကုံသွားတယ်ဘယ်လိုလုပ်မဲဆောက်ဘက်ကိုကူးမလဲလက်နဲ့ချရမှာပေါ့ဟောလက်နဲ့ချတာဟာကျွန်တော်တို့ကအမှားလည်းမဟုတ်ဘူးသစ္စာဖောက်တာလည်းမဟုတ်ဘူးကျွန်တော်လက်နဲ့ချကြပါလို့ပြောနေရမှာမဟုတ်ဘူးနော်ဒါပေမဲ့ကိုယ့်ရဲ့လမ်းကိုယ့်ရဲ့ဘဝကိုပြန်စဉ်းစားခုလူငယ်ဘဝ9နှစ်တာကိုမတရားမှုကိုတွန်းလှန်ရင်းနဲ့ဖြုံးတိခဲ့ပြီတကယ်တမ်းအောင်မြင်မယ်ဆိုလို့ရှိရင်ဒါချီးကျူးရမယ့်ကိစ္စမအောင်မြင်မဲ့နဲ့အသက်ပေးသွားတဲ့လူငယ်တွေအများကြီးရှိတယ်နော်အသက်ပေးသွားတာလူမသိသူမသိနော်အသက်ပေးသွားလူငယ်ရှိတယ်အဲ့တော့စဉ်းစားကြည့် NUG MOD ရဲ့ website စာမျက်နှာရဲ့နောက်ဆုံး tab တစ်ခုရှိတယ်နော်ကျွေလွင့်သွားခဲ့တဲ့တရေကောင်းတွေအတွက်စာမျက်နှာဆိုပြီးကမှစရင်မှတ်တမ်းနေထားမှစာမျက်နှာအဲ့မှာနာမည်သွားဖတ်ကြည့်တွေ့လားတရားမှမတွေ့ဘူးမှတ်တမ်းမတင်ရသေးပါတဲ့9နှစ်ရှိနေပြီတော်လိုင်းရင်9နှစ်ရှိနေပြီလူငယ်တွေတည်သွားတယ်အများကြီးရှိနေပြီအဲ့လူငယ်တွေရဲ့နာမည်တောင်မှ MOD ရဲ့စာမျက်နှာမှာမှတ်တမ်းတင်မပေးဘူးဘာကြောင့်တင်မပေးတာလဲမသိဘူးသို့တော်လည်းအဲ့လိုတည်သွားတဲ့လူငယ်တွေကမှတ်တမ်းတင်မပေးတာနော်ထွက်ပြေးတဲ့လူငယ်တွေကြမှတ်တမ်းတင်ပေးတဲ့နာမည်ရဲ့လိပ်စာရဲ့အမိဖအမည်ရဲ့တော်လိုင်းရင်နာမည်ရဲ့ကိုနာမည်ရင်းရဲ့အကုန်လုံးကိုစစ်ကောင်စီကိုတင်ပေးတယ်အဲ့လူတွေကလူမဟုတ်ဘူးလူယုံမာတွေသူတို့အာဏာပြန်ရဖို့အတွက်မင်းတို့ကိုအသုံးချနေတာအစကိုလည်းထင်တယ်ဘာထင်လဲဆိုတော့ဒါတိုင်းပြည်အတွက်လူငယ်တွေကရဲဝံ့တိုက်ပွဲဝင်ကြတာအင်မတန်ချီးကျူးဖို့ကောင်းတယ်တိုးတော်လည်းပဲလိန်ခံမှတည့်တဲ့အချိန်မှာရုံထွက်ကြတော့ဘယ်လိုရုံထွက်မလဲနိုင်ငံရထွက်ပြေးနိုင်ရင်ပြေးကြမဲဆောက်ဘက်ကိုသွားရင်မတားဘူးဒါမှမဟုတ်ဖ ೇನೆ ဟာငါတို့ဘဝကြီးတော့ဘာပဲပြောအရင်လိုပြန်ဖြစ်ချင်တယ်ငါးနှစ်တော့ကုန်သွားပြီနော်အရင်လိုဖြစ်ချင်တယ်လက်နဲ့ချမယ်ဆိုတော့ငါမတားတော့ဘူးမတားဘူးဘာလို့လဲကိုယ့်ဘဝကိုပြန်တိဆောက်ရမယ်လေနော်ဒီကောင်တွေကမင်းတို့ကိုလိန်စားနေတာညာစားနေတာကျော်ထွေးသားသမီးနိုင်ငံသားမှာကြောင်းတက်တယ်လွန်ကူလက်သားသမီးနိုင်ငံသားမှာကြောင်းတက်တယ်မင်းတို့တည်တဲ့ဆယ်လီတွေမှန်သမျှရဲ့သားသမီးနိုင်ငံသားမှာကြောင်းတက်နေတယ်အေးမဲဆောက်မှာရောက်နေတဲ့သူတွေကြလဲ international school မှာထားနေကြတယ်မင်းတို့ညင်မာလေးတွေပါဖြစ်နေတယ်ကျောင်းပွင့်တက်နေတယ်ပြောပြီးသူတို့ဘာတာဝန်ယူလဲတော်လိုင်းရေးတဲ့ဝင်ကြမှာပြောပြီးကမှထွက်ပြေးရင်တက်ပြေးလို့ပြောခံရတယ်တစ္ဆာဖောက်လို့ပြောခံရတယ်အမှောင်ဝင်တယ်ပြောခံရတယ်ကိုယ့်ရဲ့အသက်ကိုတောင်မှဆွန့်လွတ်ခဲ့တဲ့လူငယ်တွေ
တိုင်းပြည်အတွက်အသက်ကိုဆွန့်လွတ်ခဲ့တဲ့လူငယ်တွေကိုနော်ကိုမလုံနိုင်လို့ရက်လိုက်တဲ့အချိန်နော်ကျွန်တော်တို့ဆက်ပြီးမသွားနိုင်တော့ဘူးရက်လိုက်တဲ့အချိန်မှာဘာပဲဖြစ်ဖြစ်ချီးကျူးရမယ်မင်းတို့ဒီလောက်ထိလိုက်နိုင်နေငါတို့ကျေးဇူးတင်ပါတယ်ကွာနှုတ်ထွက်ချင်တယ်ဆိုရင်ထွက်ကြပါရောဒီမဲ့ဟောဒီမှာချီးမြှင့်ငွေနော်မင်းတို့နေရလက်တာပြန်မယ်ဆိုရင်တိတ်တိတ်စိတ်ပြန်ညာအနေမဖြစ်အောင်နေကြဒီလိုမျိုးလွတ်ပေးရမယ်အစားတစ္ဆာပေါက်လို့ပြောခံရတယ်နာမည်တွေကိုပြန်ပြီးခံမှ discover လုပ်ခံရတယ်တန်လားအဲ့ဒါလူယုံမှာအုပ်စုအဲ့တော့တော်လန်ရေးထဲမှာဆက်နေကြတယ်ဆိုလို့ရှိရင်မတားဘူးနေကြတိုးတော်လည်းပဲကိုတော်လန်ရေးကဘသူ့အတွက်တော်လန်တာလဲဘယ်နှစ်ကြာမှလဲအနည်းဆုံးနောက်ထပ်10နှစ်ကြာအောင်ပဲမပြီးဘူးအဲ့ဒါလဲဘာလို့လဲ NUG ကပြီးအောင်မလုပ်ဘူးတခုတော့ရှိတယ်ပြီးအောင်လုပ်တဲ့အချိန်ကဘာလဲဆိုတော့ညှိတဲ့အချိန်ကြလို့ရှိရင်မင်းတို့မညှိချင်ဘူးဆိုတဲ့ကောင်တွေကငုတ်တုံမိမယ်တေတဲ့ကောင်ကဂျားတွေကတေးမယ်အဲ့တော့လူငယ်တွေစိတ်ထဲမှာဖြစ်နေတာနိုင်ငံခြားလူတွေစိတ်ထဲမှာဖြစ်နေဘာဖြစ်နေတယ်ငါတို့အသက်တွေဘဝတွေဒီလောက်ပေးဆက်ပြီးကြမှာဒီအတိုင်းကြီးပြီးသွားမှာလားဆိုတဲ့မေးခွန်းဖြစ်နေတယ်ငါတို့အသက်တွေဘဝတွေလူတွေရဲ့ပတ်စံတွေရှိသမျှအကုန်လုံးပေးထားတာငါတို့ကိုလိုဆိုလို့ရှိရင်ဘဝတွေပေးလိုက်ရတယ်နော်ဒီမှာရောက်လို့ကောင်းတယ်မထင်နဲ့မကောင်းဘူးဘာလို့လဲဟိုမှာကအရာရှိလေနော်ကိုယ့်လက်အောက်မှာလူ10ယောက်လောက်အလုပ်လုပ်နေရလေနော်အချိန်တန်လို့ရှိရင်ယာရုတက်မှာလေဒီမှာကကိုကအလုပ်သမားပဲဖြစ်ပါနော်အဲ့လိုမျိုးဘဝတွေပေးပြီးရမှာအသက်တွေပေးပြီးရမှာလူငယ်တွေအကုန်လုံးကျွေလွတ်ပြီးကြမှာဒီတိုင်းကြီးပြီးလိုက်ရမှာလားဆိုတဲ့စိတ်ကတချို့သောလူတွေပါရှိတယ်အဲ့ဒီတိုင်းကြီးမပြီးလို့ဘယ်လိုပြီးချင်လဲပြောထပ်ပြီးတော့လူငယ်တွေတေးစေချင်သေးလားပြောမနိုင်တော့ဘူးတေးကြတယ်ဘာကြောင့်မနိုင်တော့လဲ NUG ကြောင့်မနိုင်တော့လားရှင်းပြောရနော်မနိုင်တော့ဘူးရှုံးသွားပြီဘာကြောင့်ရှုံးသွားလဲ NUG ကြောင့်ရှုံးသွားတာလုံးဝမဲ့လုပ်တယ်တခုမှမလုပ်ခဲ့ဘူးပတ်စံတွေကိုဖြုံးခဲ့ကြတယ်အဲ့ဒီကြောင့်ရှုံးသွားတာထားလိုက်တော့ရှုံးသွားပြီဗာဆက်လုံးလေအသက်တွေဘဝတွေဆွနေကြပြီးတိုင်းဆက်နေရမှာလားဆက်မနေကြလို့ရှိရင်အသက်တွေဘဝတွေဆက်ပေမနိုင်ဘူးအဲ့ဒီအတွက်ကြောင့်အသက်တွေဘဝတွေဒီလောက်နဲ့ရက်လိုက်တယ်ဆိုတာမျိုးလေးကျရက်လို့ရပါတယ်အဲ့တော့ဒီလိုပြောလို့ကိုဝိုင်းဆဲပဲနော်ကျွန်တော်ဝိုင်းဆဲပဲဆဲကြစမ်းပါစေနော်အသက်တစ်ချောင်းလွတ်သွားတယ်ဆိုလို့ရှိရင်ဆဲခံမယ်လူငယ်တယောက်ဘဝပြန်ကောင်းသွားနိုင်တယ်အခုတေးတဲ့အထိဆက်တိုင်မယ်ဆိုတဲ့လူတွေရှိနိုင်တယ်ဒါကျေးဇူးတင်တယ်နော်နိုင်ငံရေးကောင်းပါစေကိုယ့်ရဲ့နိုင်ငံရေးကောင်းပါစေဟုတ်ပြီနော်အမြတ်ရနေလို့ဆက်သွားမယ်ဆိုတဲ့လူတွေကအလကားလူတွေသူတို့ထားတော့ခုနကရီမွန်သူတပီးနိုင်ငံ US မှာနော်တော့သူသားသမီးတွေ US မှာနိုင်ငံခြားမှာပေါ့နော်အဲ့တော့အကုန်လုံးကသူတို့သားသမီးတွေကိုလို့ဒီနိုင်ငံခြားကိုပို့ပြီးကြမှာလွတ်မြောက်ရပို့ပြီးကြမှာသူတို့ကိုယ်တိုင်ကလည်းလွတ်မြောက်မှာနေပြီးကြမှာနင်တို့ကိုမင်းတို့ကိုဒီလိုမျိုးတိုက်ခိုင်းနေဆိုရင်သူတို့ကခေါင်းဆောင်မပြီးသားတဲ့လူတွေပဲနော်ကို့မှာဘဝရှိသေးတယ်ပြန်စဉ်းစားကို့မှာမိဘရှိသေးတယ်နော်လက်နဲ့ချကြပါလို့ပြောနေရမှာမဟုတ်ဘူးနော်ကို့ဘဝကိုစဉ်းစားပြီးကြမှာဒီဟာကြီးကတော့10နှစ်နဲ့မပြီးဘူး15နှစ်နဲ့မပြီးဘူးတော်လုံးတော်လည်းလောက်သွားမယ်ဆိုလို့ရှိရင်လည်းမတားဘူးကျေးဇူးတင်တယ်တိုးတော်လည်းပဲကို့ဘဝကိုပြန်တွေးပြီးကြမှာကိုရွေးမယ်ဆိုလို့ရှိရင်လည်းအပြစ်မရှိဘူးတော်လည်းကြီးကဘယ်လောက်လောက်ရမယ်ဆိုတာမျိုးဘယ်သူမှအာမခံချက်မပေးဘူးမလို့နော် NUG ကတော်လည်းကြီးကာလသူတို့ရဲ့စစ်မှုထမ်းကာလ2နှစ်ပဲတတ်မှတ်တယ်2နှစ်ပြီးရင်တော့ထွက်ခွင့်ပေးရမယ်မပေးလို့ရှိရင်ဒါသူတို့ယုံမှာလားနော်အဲ့တော့ကိုယ့်ဘဝကိုရွေးပါကိုယ့်ကိုစဉ်းစားပါနော်အဲ့လိုစဉ်းစားတဲ့အတွက်ကြောင့်လည်းအဖြစ်မတင်ပြည်သူပြည်သားတွေကလည်းအပြစ်တင်မှာမဟုတ်အပြစ်တင်မဲ့လူနည်းစုတော့ရှိနိုင်နေပါဆိုသူတို့ရဲ့အကျိုးအမြတ်အတွက်အပြစ်တင်မဲ့သူတွေနော်အခုလိုပြောလို့ဆဲခံမယ်ဆိုဆဲပြဿနာမရှိဘူးကိုလည်းဆဲခံမယ်နော်ဒါပေမဲ့တိုင်းပြည်ရဲ့အညွန့်အဖူးလူငယ်တွေဟာနော်တောတဲ့တောင်ထဲမှာနော်တောတဲ့တောင်ထဲမှာနေပေါင်းဘယ်လောက်ကြာအောင်အထိပေးဆက်အောင်ပါလဲအဲ့လိုပေးဆက်တာမျိုးတော့မမြင်ချင်တော့နော်ကိုရီးယားဘဝရှိတယ်ကိုဘဝပြန်တွေးပါနော်အဲ့တော့ပြောချင်တာဆက်နေမယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့နိုင်ငံရေးခိုင်မာတယ်ခံယူချက်ခိုင်မာတယ်ဆိုလို့ရှိရင်လည်းနေသို့တော့လက်ကင်တော့ဘဝနဲ့တော့ NUG လက်ကင်တော့ဘဝနဲ့တော့မနေပါနဲ့
NUG လက်ကင်တဲ့ဘဝကဘာလဲဆိုတော့အချင်းချင်းတက်ရတဲ့အချင်းချင်းကြည်ပေါက်ရတဲ့ဘဝရောက်သွားလိမ့်မယ်နော်အချင်းချင်းကြည်ပေါက်ရလိမ့်မယ်ကိုယ့်ရဲ့အညာသူညာသားချင်းပြန်ပြီးကမှနော်နှိမ့်ဆက်ရတဲ့ဘဝမှာမตายရနဲ့ကိုယ့်ရဲ့ပြည်သူပြည်သားတွေကိုပြန်ပြီးကမှဒုံးနဲ့ရိုက်ပြီးကမှနှိမ့်ဆက်ရတဲ့ဘဝဆက်ကြေးကောက်ရတဲ့ဘဝမှာမตายရနဲ့အဲ့လိုမျိုးဘဝနင်တို့ရွေးခဲ့တဲ့ဘဝအဲ့လိုဘဝမဟုတ်ဘူးနော်ကိုယ့်ပြည်သူပြည်သားကိုပြန်နှိမ့်ဆက်ရမယ်ဘဝမဟုတ်ဘူးကိုယ့်ရဲ့ကိုယ့်ရဲ့မိဘပြည်သူတွေကိုပြန်ပြီးကမှဆက်ကြီးကောင်းမယ်ဘဝမဟုတ်ဘူးเนาะအဲ့ဒီဘဝကိုမရွေးကြနဲ့เนาะကိုယ့်ရဲ့အနာဂတ်ကိုပြန်စဉ်းစားဒါပြီးလို့ရှိရင်เนาะငါတို့ဘဝဟာဘယ်လိုပြန်ထူထောင်မလဲဆိုတာပြန်စဉ်းစားเนาะလက်နဲ့ချခိုင်းတာလည်းမဟုတ်ဘူးတခြားသောရွေးချယ်စရာလမ်းရှိရင်လည်းရွေးဆက်တိုက်မယ်ဆိုလို့ရှိရင်လည်းဘာပဲပြောကျေးဇူးတင်တယ်သို့တော်လည်းပဲခုနပြောလို့NUG ရဲ့လက်ကင်တုံအနေနဲ့เนาะပြည်သူပြည်သားတွေရဲ့အမုန်းခံဘဝเนาะအမုန်းခံဘဝရောက်သွားတိလာခုเนาะအဲ့လိုမုန်းခံဘဝနဲ့တော့မနေကြနဲ့တော့เนาะဒါလူငယ်တွေကိုတက်တက်ပြောချင်တဲ့အကြောင်းဒီဗီဒီယိုဖိုင်ဖွင့်လိုက်တာနားထောင်ကြပါနားထောင်ကြည့်ပြီးကြမှာကိုကောင်းတဲ့ကိုဆုံးဖြတ်เนาะကိုကောင်းတဲ့ကိုပဲဆုံးဖြတ်ကိုရဲ့အနာဂတ်ကိုရဲ့မိဘရဲ့အနာဂတ်เนาะနောက်ကိုမျိုးဆက်ကိုမွေးလာတဲ့တာသမီလေးရဲ့တပုံလေးတွေဖြစ်မလားနော်ဒီတော်လိုင်းရေးမဖြစ်ခင်ကကိုယ့်ရဲ့ရည်မှန်းချက်တွေပြန်စဉ်းစားဒါတွေကအခုဖြစ်သေးလားဒီဘဝကိုရောက်အောင်ဒီရည်မှန်းချက်ကိုပြည့်အောင်ဘယ်လိုပြန်သွားမလဲဒါမျိုးတွေပြန်စဉ်းစားကြနော်ကျေးဇူးတင်ပါတယ်